အားလုံးပဲမင်္ဂလာပါအတင်ညာဒီနေ့higher self နဲ့ higher self ကဒီလို message ကိုဖြည့်ချက်ပေးပါမယ်ပြပြပေးပါမယ်ရှင်ဟောကိုမေးချင်တဲ့မိကုံကိုစိတ်ချပါအလုပ်လုပ်ပါနော်ဒီဖြေလေးကိုကြည့်ကြည့်လိုက်ကြရအောင် okay the star so down now ဒါပေမဲ့ပြောရရှိတာ balance ဖြစ်ဖို့လိုပါတယ်ကိုယ့်ရဲ့ action တွေရဲ့နောက်မှာ emotion ကိုလည်းမေ့မချပါနဲ့လုပ်တွေအများကြီးလုပ်ပြီးတော့စိတ်ပင်ပန်းနေတာမျိုးအခြေကိုသိချင်တဲ့အခြေနဲ့ပတ်သက်ပြီးသိချင်တဲ့လူတွေအတွက်ဆိုရင်အတော့ပြန်မရှိတဲ့အချိန်မျိုးဖြစ်အောင်ကိုကကိုလည်းချစ်ဖို့မိပါနဲ့နော်အားလုံးပဲစဉ်းစားပါလိမ့်ရှင်နောက်ထပ်ဗီဒီယိုလေးမှာဆက်ပြီးပါမယ်ကျေးဇူးတင်ပါတယ်အတင်ပါပါရှင်